ကိုယ်စိတ်ထဲမှာရှိတဲ့အရာတစ်ခုကိုအယမ်းပြင်းပြင်းပြက်ပြက်စဉ်းစားလိုက်ရုံနဲ့အဲ့ဒါကလက်တွေ့ဘဝထဲမှာတကယ်ဖြစ်လာနိုင်တယ်ဆိုတဲ့အယူအဆမျိုးကြားဘူးကြမှာပေါ့အဲ့ဒါကို manifestation လို့ခေါ်ကြတယ်ဒီနေ့မှာတော့အဲ့ဒီ manifestation ဆိုတဲ့အကြောင်းဆန္ဒတွေကိုလက်တွေ့ဖြစ်အောင်ဖန်တီးခြင်းဆိုတဲ့စိတ်ဝင်စားစရာခေါင်းစဉ်ကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင် ဟုတ်ပြီဒီနေ့ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့ပထမဆုံး manifestation ဆိုတာဘာလဲသူ့ရဲ့ခြေခံကဘာလဲဆိုတာကြည့်မယ်ပြီးရင်မတိစေရဲ့စွမ်းအားကဘလောက်အရေးပါလဲလက်တွေ့လှုပ်ဆောင်လို့ရမယ့်နည်းလမ်းတွေနောက်အံ့ဩစရာကောင်းတဲ့ဥနုသပန်ဆိုင်ရာရှုထောင့်တွေအဖြစ်အများတက်ကအမားတွေနောက်ဆုံးမှာတော့ဒါကတကယ်ပဲအာယုံစူးစိုက်မှုလားမျက်လေလားဆိုတာကိုသုံးသပ်ကြည့်ကြမယ် ကဲအပိုင်းတစ်ခုစလိုက်ကြရအောင်အခြေခံသဘောတရားပေါ့ manifestation နဲ့ပြောနေကြတာအဲ့ဒါတကယ်တော့ဘာလဲသူရဲ့အထူးအနှစ်သာရကဘာလဲဆိုတာနဲ့စကြည့်ကြမယ် ဒီယူဆာက The Secret ဆိုတဲ့စာအုပ်ထွက်လာပြီးနောက်ပိုင်းမှာတော်တော်လေးလူသိများလာတာပေါ့သူရဲ့အဓိကကြောရိုးကတော့ law of attraction လို့ခေါ်တဲ့ဆွဲဆောင်မှုနည်းမှာပဲအရန်ရှင်းရှင်းလေးပါပဲတူလာဆွဲငင်တယ်တဲ့ကောင်းတာတွေ့ရင်ကောင်းတာတွေရောက်လာမယ်မကောင်းတာတွေ့ရင်တော့အဲ့ဒီတိုင်းပဲမကောင်းတာတွေဖက်လာမယ်ဆိုတဲ့သဘောတရားမျိုးပေါ့ ဟုတ်ပြီအပိုင်းနှစ်မတိစိတ်ရဲ့စွမ်းအားဆိုတော့ဒီလိုတူရစွမ်းငင်တယ်ဆိုတာကဘလို့ဖြစ်စင်တဲ့အလုပ်လုပ်တာလဲသူ့ရဲ့အဖြစ်သူ့ရဲ့ engine ကဘာမှလဲဆိုတော့ကျွန်တော်တို့ရဲ့မတိစိတ် subconscious mind နဲ့မှာရှိနေတာပါ ဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတာက Joseph Murphy တို့ Neville Goddard တို့လိုဒီနေ့ပဲမှရှိဆောင်လမ်းပြခဲ့တဲ့ဆရာကြီးတွေရဲ့အဆိုတွေကတထက်သေးကျနေတာပဲသူတို့နှစ်ယောက်လုံးပြောချင်တဲ့အဓိကအချက်ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့သိစိတ် conscious mind ကအတွေးအခေါ်ဆိုတဲ့မျိုးစေ့လေးကိုချပေးတယ်အဲ့ဒီမျိုးစေ့ကိုမြေဩဇာကောင်းတဲ့လေကွင်းကြီးလိုဖြစ်တဲ့မသိစိတ် subconscious mind ကလက်ခံပြီးအပင်ပေါက်အောင်အသီးသီးအောင်ပြုစုပြောထောင်ပေးတဲ့ဆိုတဲ့သဘောပါပဲ ဒါပေမဲ့အဲ့ဒီမျိုးစေ့ကိုမတိစိတ်ဆိုတဲ့လေကွင်းထဲမရောက်အောင်တားထားတဲ့အကြီးမားဆုံးအသားစီးတစ်ခုရှိတယ်အဲ့ဒါကတော့တခါဆောင်လို့တင်စားလို့ရတယ်ကျွန်တော်တို့ရဲ့တန်တရားစိတ်တွေပဲဟုတ်တယ်ဒါကဘလို့လုတ်ထင်နိုင်မှာလဲဒါကတော့ယုတိမတန်ပါဘူးဆိုတဲ့အတွေးတွေလေအဲ့ဒီအတွေးတွေကတခါဆောင်ကြီးလိုပဲကိုတကယ်လိုချင်တဲ့ယုံကြည်ချက်ကိုမတိစိတ်ထဲအမြင့်မတွယ်နိုင်အောင်တားဆီးထားတာပေါ့ ကဲအပိုင်း3ကိုရောက်လာပါပြီ manifest လုပ်တဲ့နည်းလမ်းတွေပေါ့ဆိုတော့အဲ့ဒီခေါင်းမာတဲ့တကားဆောင်ကိုဘယ်လိုကြော်သွားမလဲကို့အတွေးတွေကိုလက်တွေ့ဘဝထဲရောက်အောင်ဘယ်လိုလုပ်ရမလဲအသုံးများတဲ့လက်တွေ့ကျတဲ့နည်းလမ်းလေးတွေကိုတစ်ချက်ကြည့်လိုက်ရအောင် အသုံးအများဆုံးနည်းလမ်းတွေကတော့ channeling လုပ်တာ visualization လုပ်တာမျိုးတွေပေါ့အထူးသဖြင့် visualization ဆိုတာကကိုလိုချင်တဲ့အိလာကိုရပြီးနေပြီးဖြစ်နေပြီးဆိုတဲ့ခံစားချက်နဲ့တကွစိတ်ထဲမှာအသေးစိတ်ဖုံဖော်ကြည့်တာဒါကမသိစိတ်ကိုတိုက်ရိုက်စကားပြောတယ်လို့ပဲအရန်ထိရောက်တယ်ဒီတော့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကထိုက်ပြီးတော့ဆူတောင်းနေရုံတက်မဟုတ်ဘူးကိုယ်တိုင်ပါဝင်ပြီးတက်ကြွလှုပ်ဆောင်ရမယ့်အပိုင်းတွေအများကြီးပါတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီမှာကြတော့ပို့ပြီးတော့တိဖန်နီးကြစနစ်ကြချင်းကတ်ထားတဲ့နီလန်းကိုတွေ့ရမှာပါအဆင့်ကားချင်းရှိတယ်ရီမန်းချက်ကိုရှင်းရှင်းလင်းလင်းတာမှတ်ထားတာကနေစတယ်ပြီးရင်အသေးစိတ်မြင်ရောင်မယ်ခန်းစားချက်နဲ့တကွထက်ခါလုပ်မယ်ပြီးတော့အရေးကြီးတာကခြေလမ်းသေးသေးလေးတွေစလိုင်းရမယ်နောက်ဆုံးမှကိုယ့်ရဲ့တိုးတက်မှုတွေကိုမှတ်တမ်းတင်ပြီးအောင်ပွဲခံမယ်ဒါကဦးနောက်ရဲ့ reverse system ကိုပါကောင်းကောင်းအသုံးချတဲ့နည်းလမ်းတစ်ခုပေါ့ ကဲအပိုင်းလေးနောက်ကွက်ကဦးနောက်သေးပိုင်းဒီအပိုင်းကတော့ရန်စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒီလိုချင်းထိုးမှုတွေရဲ့နောက်ကွက်မှာခေတ်သစ်ပံပညာအထူးသဖြင့်ဦးနောက်သေးပိုင်းကဘယ်လိုချင်းပြထားလဲဆိုတော့ကိုကြီးကြမှာမို့လို့ပါပဲ တကယ်တော့တိဖြစ်အမြင်ရကြည့်မယ်ဆိုရင် manifestation ဆိုတာမျက်လှည့်တို့မော်ပညာတို့မဟုတ်ပါဘူးဒါဟာကိုယ်ဦးနောက်ကိုလေ့ကျင့်ပေးနေတာ brain training လုပ်နေတာပါပဲအဲ့ဒါကိုရှင်းပြဖို့ neuroplasticity ဆိုတဲ့စကားလုံးကိုသိဖို့လိုတယ်ဒါကဘာကိုပြောတာလဲဆိုတော့ဦးနောက်မှာပြောင်းလဲဖြစ်လွဲရှိတဲ့တတိရှိတယ်ဆိုတာပါပဲဦးနောက်ကိုကြွက်သားတစ်ခုလိုသဘောထားကြည့်လိုက်ကြီးမားလေ့ကျင့်ခန်းလုပ်လေကြွက်သားလီတမလာလေးပဲမဟုတ်လားအဲ့ဒီလိုပဲအတွေးတစ်ခုကိုထက်ခါတွေးတယ်ခံစားတယ်မြင်ရောက်နေဆိုရင်အဲ့ဒီအတွေးနဲ့ဆိုင်တဲ့အာယုံကြောလမ်းကြောင်းတွေကပိုပဲတမလာတယ်ဒီလိုနဲ့ပဲယုံကြည်ချက်အသစ်တွေကဦးနောက်ထဲမှာရုပ်ပိုင်းဆိုင်ရာအရာကိုဆွဲမြဲသွားတာပါနောက်ထပ်အရေးကြီးတဲ့အစိမ့်ပိုင်းတစ်ခုကreticular activating system အတူကော RAS ပေါ့သူကဘာနဲ့တူလဲဆိုတော့ကိုဦးနှုတ်ရဲ့ကိုရေးအရာရှိဒါမှမဟုတ် Google search engine လို့ပဲကျွန်တော်တို့ရဲ့အာယုံခန့်အင်္ဂါတွေကနေတစ်စက္ကန့်ကိုအချက်လက်ထပ်နဲ့ချီပြီးဝင်နေတာ RAS ကအဲ့ဒီတဲကမှဒါအရေးကြီးတယ်လို့ကိုယ်တိုင်သတ်မှတ်ထားတဲ့အရာတွေကိုပဲစစ်ထုတ်ပြီးရှေ့ကိုပို့ပေးတာကျန်တာတွေကိုအကုန်ဖြစ်ထုတ်လိုက်တယ်ဥပမာတစ်ခုပြောပြမယ်ကားအနီအောင်တစီဝေမယ်တို့စစ်ကူးလိုက်တယ်ဆိုပါစို့အဲ့ဒီနေ့ကစပြီးလမ်းပေါ်မှာပဲသွားကားအနီတွေချိပဲနေရာတွေကတွေ့နေတယ်လို့မျိုးခန်းစားရဖူးကြမှာပါတကယ်တော့အဲ့ဒီကားအနီတွေကအရင်ကားတွေကရှိနေတာပဲဒါပေမဲ့အခုမှကိုယ့်ရဲ့ RAS က
ကားအနီကအရေးကြီးတယ်ဆိုပြီး filter လုပ်ပြီးတော့ကိုယ့်အတိစိတ်ထဲကိုပို့ပေးလိုက်လို့တတိထားမိသွားတာပါ နောက်ပြီးတော့ dopamine ဆိုတဲ့ဓာတုပစ္စည်းရဲ့အခန်းကဏ္ဍကလည်းမပါမဖြစ်ဖဲ dopamine ဆိုတာ feel good neurotransmitter ပေါ့ကိုလိုချင်တဲ့အောင်မြင်မှုကိုစိတ်ကူးထဲမှာမြင်ရောက်လိုက်တာနဲ့ဥနောက်က dopamine တွေထုတ်လို့ပြီးပျော်ရွှင်တဲ့ခံစားချက်ကိုပေးတယ်အဲ့ဒီခံစားချက်ကောင်းလေးကပဲလက်တွေ့မှာလှုပ်ဆောင်ဖို့တွန်းအားဖြစ်လာစေတယ်ပြီးတော့ခြေလမ်းသေးသေးလေးတွေလမ်းလို့အောင်မြင်မှုလေးတွေရလာတဲ့အခါမှာ dopamine ကထပ်ထွက်လာပြန်ရောဒီလိုနဲ့ဒါအောင်မြင်မှုစီကိုတွန်းပို့ပေးတယ်အပြုသဘောဆောင်တဲ့တန်တရားလက်ပတ်မှုကြီးဖြစ်သွားတော့တာပေါ့ Okay အပိုင်းကအဖြစ်များတဲ့အမားတွေကြီးလောက်သိပြန်နေကြကြရှင်းပြလို့ရတယ်လုပ်ငန်းစဉ်တစ်ခုကဘာလို့လူတော်တော်များများအလုံးမဖြစ်ရတာလဲဘာဒီမားနေတယ်လဲအဖြစ်များဆုံးအတားအဆီးတွေကိုတစ်ချက်ကြည့်ကြရအောင် အဓိကအမားတွေကတော့ဓာရီပါပဲကိုဘာလိုချင်လဲဆိုတာကိုတိတိကျကျမသိတာငွေညာများလိုချင်တယ်ဆိုတာမျိုးကမရှင်းလဲမှုပေါ့ပြီးတော့တစ်သမတ်တင်းမလုပ်တာဒီနေ့လုပ်ပြီးနောက်3ရက်နားတာမျိုးနောက်ရလက်ကိုပဲစိတ်ဆွဲနေပြီးဈားထဲမှာလုံးရမယ့်အလုပ်တွေကိုလစ်လျူရှုထားတာအရေးကြီးဆုံးကတော့တန်တရားကြောက်စိတ်စိတ်မရှည်တာတို့မျိုးအစိုးမြင်စိတ်ခံစားမှုတွေကလုပ်ငန်းစဉ်တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တာပါပဲ ဒီအချက်ကို Reddit ကဆွေးနွေးမှုတစ်ခုမှတွေ့ရတဲ့စကားတစ်ခုကအရန်ကောင်းကောင်းအနှစ်ချုပ်ပြထားတယ်တင်လိုချင်တာကိုဆွဲဆောင်တာမဟုတ်ဘူးတင်ဖြစ်တည်နေတဲ့အရာကိုပဲဆွဲဆောင်တာပါတဲ့ဆိုလိုတာကလိုချင်တယ်လို့တောင်းတနေုံနဲ့မရဘူးကိုလိုချင်တဲ့အရာကိုရရှိထားတဲ့လူတစ်ယောက်ရဲ့ဖြစ်တည်မှုခံစားမှုအတွေးအခေါ်မျိုးနဲ့ကိုယ်တိုင်ကဖြစ်တည်နေဖို့လိုတယ်ဆိုတဲ့သဘောပါပဲနောက်ပြီးလူတွေအထင်များဆုံးမာတက်တဲ့အချက်တစ်ခုကစွန့်လွတ်ခြင်းသို့မဟုတ် letting go ဆိုတဲ့သဘောတရားပဲဒါကကိုယ့်ရည်မှန်းချက်ကိုလုံးဝပြက်လိုက်တာကိုဆိုလိုတာမဟုတ်ဘူးနော်ဒါကရလက်အပေါ်မှာဆွဲလန်းနေတဲ့စိတ်ဘယ်တော့ရမှလဲရပါမလားဆိုတဲ့တန်တရားနဲ့စိုးရိမ်စိတ်တွေကိုလွတ်ချလိုက်တာပြီးတော့ဒီဖြစ်စဉ်ကြီးကိုယုံကြည်လိုက်တာဘာလို့လဲဆိုတော့အဲ့ဒီလိုစိုးရိမ်ပူပန်နေတဲ့စိတ်ကမရှိသေးဘူးဆိုတဲ့ခံစားချက်ကိုပဲပိုပြီးအားကောင်းစီလိုပါပဲကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီအာယုံစူးစိုက်မှုလားမျက်လှဲ့လားဒီတော့အနစ်ချုပ်အနေနဲ့နောက်ဆုံးမေးခွန်းတစ်ခုကိုမေးရအောင်လူတစ်ယောက်ကသူ့ရဲ့ရည်မှန်းချက်ကို manifest လုပ်လိုက်တဲ့အခါမှာတကယ်တော့နောက်ွယ်မှာဘာတွေဖြစ်ပျက်နေတာလဲဒီနေရာမှာအမြင်တစ်မျိုးကိုယဉ်ရှင်းကြည့်လို့ရတယ်ပထမတစ်ခုကဘာသာရေးဒါမှမဟုတ်နာမ်မိုင်ဆိုင်ရအမြင်စကြဝဠာကြီးကကိုယ့်ရဲ့တုံခါမှုကိုယ့်ရဲ့ခံစားချက်ကိုကြုံပြန်တယ်တူရကိုဆွဲငင်တယ်ဆိုတဲ့အမြင်ပေါ့နောက်တစ်ခုကတစ်ပန်နေကြအမြင်ဒါကဦးနောက်ကိုအောင်မြင်မှုအတွက်ပြန်ပြီး wiring လုပ်နေလား RES ကိုအခွင့်အလမ်းကြီးမြောက်လေ့ကျင့်ပေးနေတာဆိုတဲ့အမြင်ဒါပေမဲ့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ဘယ်ဘက်ကရှင်းပြတဲ့အမြင်ကိုပဲလက်ခံသည့်ဖြစ်စေထွက်လာတဲ့ရလက်ကထူးထူးခြားခြားကိုစင်တူနေတာပါပဲအဓိကကတော့ရီမန်းချက်တစ်ခုပေါ်မှာအာယုံစူးစိုက်မှုရွေချက်စိတ်ခံစားမှုနဲ့ချိတ်ဆက်မှုပိုအားကောင်းလေလေအဲ့ဒီရီမန်းချက်ကိုအောင်မြင်နိုင်ခြေပိုများလာလေပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ပါစေကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုကိုယ်တိုင်ထိန်းချုပ်နိုင်ပြီးကိုယ့်ရဲ့လက်တွေ့ဘဝကိုပုံဖော်နိုင်ပြီးဆိုရင်အဲ့ဒီလုပ်ငန်းစဉ်ကြီးကိုဘလို့နာမည်တက်ပြီးခေါ်တယ်လဲဆိုတာကတကယ်ပဲအရေးကြီးပါသေးရဲ့လား